Huh? Location. Location. Ngata English lo yani piona no. Yang kong la. Ta English lo yang pioni de sura ba jaung ne ta le. စိတ်ထဲမှာအဲ့လိုဖြစ်နေတာလားဖះနှိုးစော်နေတာလားဘာသာအမြဲတမ်းပြောတယ်လေငါသားတွေကဘာပတ်မယ်ဆိုတော့ငါကိုယ်တိုင်ပြန်မြင်ရမယ်လို့ဘာသာပြောရရမယ်သားကဘာပတ်မယ်ပြောပြီးသားအင်္ဂလိပ်စာမပြောဘူးဆိုရင်အဆင်မပြေဘူးဘာသာကထည့်ပြီးတဲ့ယုံကြည်ခြင်းကဖះကိုယုံကြည်ခြင်းကိုထည့်ပြီးတဲ့အတွက်ဟိုတနေ့သားကိုဘာသာဖုံထိုးပြီးတော့စကားပြောလို့နားမလည်ဘူးဒါပေမဲ့သားအတွေးခေါ်ကိုဖျားခင်နောက်တစ်စစ်ပို့စီတာကတာဘာသာဩစတြေးလျမှာဟောနေရှင်တော့တာနားထောင်တယ်ပေါ့နားထောင်တာပေါ့အစအဆုံးနားထောင်တယ်အစအဆုံးပေါ့ဘယ်လိုနားလဲလဲကွဒါပေမဲ့အစအဆုံးသားအမှအကြီးကျယ်နိုးထဆုံးပဲလို့ကြားတယ်အွန်လိုင်းမှာနားထောင်နေတယ်တောက်လျှောက်ကျွန်တော်နားထောင်နေတယ်ကျွန်တော်ဘာပဲဆုတောင်းလဲဆိုရင်တားဖို့ဘုရားသခင်အင်္ဂလိပ်စာနားလဲရတဲ့အခွင့်ပေးမယ်ဆိုတော့ဒါယုံအဲ့နဲ့နားထောင်နေတဲ့သားပါတွေနားလဲလားတာနားလဲတာဗော Very good Amen နားလဲတယ်နော်အာမင် Very good အစအဆုံးနားထောင်တာအစအဆုံးနားထောင်တယ်အဲ့မှာဝမ်းမြောက်ခြင်းတွေဖြစ်တယ်ဝမ်းမြောက်ခြင်းဖြစ်တယ်လွတ်မြောက်ခြင်းဖြစ်တယ်ကျွန်တော်ကတ်တက်ထားတယ်တခါတည်းကျရင်သားတို့ကသူများတို့ကဟိုခေါင်းဆောင်ဖြစ်လာပြီလေခေါင်းဆောင်ဖြစ်လာတဲ့ခါမှာကိုယ်အတွေးခေါ်ကိုပြန်ကတ်တက်တဲ့အချိန်လည်းရှိခဲ့ဘူးလေကိုယ်တွေးခေါ်ကိုပြန်ကတ်တက်တယ်ဆိုရင်လည်းပြောပါအောင်သားDon't limit yourself ဘာလဲVery good အဲ့ဒါကျွန်တော်ဘုရားသခင်အရန်စကားပြောတယ်အဲ့ဒီနေ့မှာအဲ့ဒီစကားတစ်လုံးကိုရသွားပြီအဲ့ဒီတစ်လုံးပဲ Don't limit yourself and don't limit your God Amen Hallelujah ငါသားတကယ်ကပပတဲ့ခွင့်ရပြီဖြစ်ကြောင်းယေရှုနာမနဲ့ကြေညာပါ Amen Hallelujah တကယ်ရမှာတာကြည်တာ Amen Amen ဖျက်ရှင်နာမဘုန်းကြီးပါစေ Amen Okay bye Hallelujah ဆရာ